ဘုံဘဝမှာစုံမိကြခြင်းလောကလူတွေဟာလူဘဝရောက်လာတဲ့အခါမှာလူတိုင်းဟာစုံကြတာမဟုတ်ဘူးပေါ့စုံမိတဲ့လူတွေမှာလည်းပဲအချင်းချင်းညှိနှိုင်းထားတာမဟုတ်ပေမဲ့လို့တဘာဝချင်းတူညီတဲ့ပုဂ္ဂိုလ်တွေဟာစုံမိကြတာဒီကနေ့ညဝမ်းတွင်မြို့ကအာကစားကွင်းကြီးအတွင်းမှာစုံတယ်ဆိုတာလေတူညီတဲ့စိတ်ဆန္ဒတွေကြောင့်စုံတယ်လို့ဒီလိုပြောအဲ့လိုဘုံဘဝမှာစုံမိကြတာတွေနဲ့ပတ်သက်ပြီးတော့ဘုရားမြတ်စွာဟာလောကလူသားတွေလူဘဝရလာပြီးတော့တဏှာရမှာစုံကြရတယ်ကြုံကြရတယ်တွေ့ကြရတယ်ဆိုတာတွေကအတွင်းဓာတ်ခန္တီတူညီတဲ့သဘောနောက်ခံအကြောင်းတရားတွေထင်ရှားရှိနေတယ်ဆိုတာကိုဓာတုတန်ယုတ်ပါဠိတော်မှာမြတ်စွာဘုရားကဟောထားတာရှိတယ်။စုံတယ်ဆိုတာအကြောင်းမဲ့စုံတာမဟုတ်ဘူးတဲ့။ဓာတုသောဝဘိက္ခဝေတတ္တာတန်တန်ဒန္တိသမင်းတိစုံကြတယ်တဦးနဲ့တဦးစုံမိကြတယ်တဏှာမှာစုံကြတယ်တွေ့ကြတယ်ဆိုတာစိတ်ဓာတ်ချင်းအတွင်းကံတဘာဝချင်းတူညီတဲ့ပုဂ္ဂိုလ်တွေစုံတာလို့တူညီမှုကိုအကြောင်းပြုပြီးတော့စုံတယ်လို့ဒီလိုပြောအဲ့တော့ဒီနေရာတရားပွဲမှာစုံတဲ့လူတွေရှိတယ်တခြားနေရာမှာလည်းတခြားပွဲတွေစုံမိနေတဲ့ပုဂ္ဂိုလ်တွေလည်းမြောက်များစွာရှိတယ်တကဘာလုံးကိုညှော်မှန်းပြီးတော့ကြည့်မယ်ဆိုရင်ဒီအချိန်မှာစုံစည်းပြီးတော့တခုခုလုံးနေကြမှာကြည့်ပဲအကုန်လုံးအဲ့လိုစုံစည်းမှုတွေဟာအကြောင်းမရှိဘဲနဲ့စုံစည်းတာမဟုတ်ဘူးဆိုင်ရာအကြောင်းတရားတွေရှိနေကြတယ်အဲ့ဒီအကြောင်းတရားတွေဟာကောင်းတဲ့အကြောင်းတရားလည်းဟုတ်တယ်မကောင်းတဲ့အကြောင်းတရားလည်းရှိတယ်ကောင်းတဲ့လုပ်ငန်းမှာစုံကြတဲ့ပုဂ္ဂိုလ်တွေကတော့ကောင်းတဲ့စိတ်ဓာတ်တွေအခြေခံလို့စုံကြတာဖြစ်တယ်မကောင်းတဲ့အလုပ်တွေကိုလုပ်တဲ့ပုဂ္ဂိုလ်တွေကြတော့မကောင်းတဲ့စိတ်ဓာတ်တွေကိုအခြေခံပြီးတော့စုံမိကြတာဖြစ်တယ်တခါတည်းလူတွေစုံစည်းတယ်ဆိုတာအမခံများပြားတာကိုကြုံတွေ့ကြရပေါ့ဘုန်းကြီးတို့2004ခုနှစ်တုန်းကဂျာမနီနိုင်ငံဘာလင်မြို့တော်မှာဥရောပနိုင်ငံကလူတွေတန်းပေါင်းများစွာရောက်ရှိလာပြီးတော့စုံစည်းကြတဲ့ပွဲကြီးတစ်ခုကျင်းပတာကိုတယ်လီဗီရှင်းတွေကနေပြီးတော့မြင်ရတယ်ပေါ့